皆さんこんにちは。ミレイ先生チャンネルのミレイです。ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ office でよく聞く言葉3つเนาะကြောက်ရုံးမှာအများတန်းခဏခဏကြားလေးရှိတဲ့ဒီเนาะတိတ်ပြီးတော့ကိုရီးရဲ့စကားပြောမှာတိတ်မသုံးဘူးဒါပေမဲ့ဒီဂျပန်လူမျိုးတွေရဲ့ဒီရုံးလုံးမှာဆိုလို့ရှိရင်ခဏခဏသုံးလေးရှိတဲ့စကားလုံးသုံးလုံးပေါ့เนาะအဲ့ဒါလေးကိုပြောပြချင်ပါတယ်ပထမဆုံးတစ်လုံးအနေနဲ့ဂျပန်ချီကောက် slightly different နည်းနည်းလေးကွာနေတယ်နည်းနည်းလေးလွဲနေတယ်ဟုတ်ပြီเนาะအဲ့ဒီအသုံးနှုန်းလေး तू ကို तू ပြောတာတဲ့ထက်ဆိုင်နည်းနည်းလေးတော့ကွာဟနေတဲ့နေရာမျိုးမှာသုံးတယ်ကွာဟတယ်လို့ပြောချင်တဲ့နေရာမျိုးမှာသုံးတယ်ဥမာရုံးထဲကခိုင်းဝါစာကြောင်းလေးနဲ့ပြောကြည့်မယ်ဆိုရင်この内容クライアントの予防通りですかဒီအကြောင်းအရာက client ဘက်ကတောင်းဆိုတဲ့ဒီ request နဲ့ပေါ့เนาะတောင်းဆိုချက်နဲ့အတိုင်းပဲလားတဲ့はいほぼ一致していますが若干違う部分があるので確認しておきますဟုတ်ပါတယ်အကောင်လုံးလို့ညီပါကိုက်ညီလို့ညီပါဖြစ်နေပေမဲ့နည်းနည်းလေးလွဲတဲ့အပိုင်းတွေရှိတာကြောင့်မလို့確認လုပ်ထားပါတယ်အဲ့လိုပုံစံမျိုးမှာသုံးပါတယ်နောက်တစ်လုံးအနေနဲ့ကတော့ဘီမျောဆိုတဲ့ခေါ်တော့ပါလိဖြစ်ပါတယ်ဘီမျောဆိုတာက not sure about that သူတကူကူကကိုကတပေးလိုက်စင်သူတို့ကပြန်ပြောမယ်မှားနေတယ်ဆိုတဲ့ခါမျိုးပြန်ဖြေချင်တာဒါပေမဲ့သူတို့ကအဲ့လိုမျိုးကြီးမပြောဘဲနဲ့မရေးမရလေးအဖြေပြန်ပေးတာပေါ့နော်ပြီးကအဲ့လိုနေရာမျိုးမှာလည်းတုံနေနောက်တစ်ခုတည်းနေကြတော့တကူကူကပေါ့နော်ဒီဟာကြောင့်ကြီးလိုက်တာနဲ့တော့ဒါတိုင်းဘက်တော့မှအခက်တွေ့နေပြီသူမရှိအဲ့လိုအခြေအနေမျိုးမှာလေပါဇက်ကနေဟာခေါ်ပြီးမျောတာအဲ့လိုပုံစံမျိုးနဲ့လည်းတုံနေပေါ့နော်ဒါပေမဲ့လေဘွန်လေးနဲ့ကြည့်အောင်ဆိုရင်昨日お願いした資料できたよごめんそれちょっと微妙かももう少し修正しようかအဲ့လိုမျိုးလေးမနေ့ကတောင်းထားတဲ့အချက်လက်တွေရသွားပြီလားအဲ့တော့ तू က comment เนาะသူမရသေးဘူးပေါ့ပြောမယ်ဆိုရင်အခုကနည်းနည်းလေးလွဲနေသေးတယ်အမှန်တကယ်မှားနေတာကွာအဲ့ဒါကို तू ကနည်းနည်းလေးလွဲနေသေးလို့เนาะပြီးမျောဖြစ်နေသေးလို့နောက်ထပ်နည်းနည်းလောက်ထပ်ပြီးပြင်ချရအောင်လားအဲ့လိုပုံစံမျိုးလေးပေါ့နော်မှားနေတာကိုဒါရိုက်မှားတယ်လို့မပြောချင်ဘူးနည်းနည်းလေးလွဲနေသေးလို့အဲ့လိုပုံစံမျိုးเนาะ I'm not sure about that เนาะအဲ့ဒါပတ်တိုင်းမသိကြဘူးအဲ့လိုပုံစံမျိုးမှာပြီးမျောသုံးပါတယ်နောက်တစ်ခုအနေနဲ့ကတော့ချောတိုင်း give me ပေးပါကလေးတွေချွဲပြတစ်ခုတောင်းတဲ့နေရာမှာလည်းသုံးတယ်ဒါပေမဲ့နောက်တစ်ခါကျတော့အထက်လူကြီးကနေကိုယ်တစ်ခုတောင်းရင်လည်းနည်းနည်းအမိတ်ပေးတဲ့မဲလေးပုတ်ခုပြောတဲ့ခါမှာလည်းသုံးသလိုနောက်တစ်ခါကျတော့ခုလာဆိုင်နဲ့လည်းပြောင်းပြီးသုံးတယ်ပေါ့နော်ဒါပေမဲ့ကိုကအထက်လူကြီးမဟုတ်လို့ဆိုရင်တိတ်မသုံးသင့်တဲ့စကားလုံးပေါ့ဒါပေမဲ့အထက်လူကြီးကနေကိုပြောလာမယ်ဆိုရင်တော့နားလည်ထားတဲ့စကားလုံးတွေပါကဲလဲဘုန်းကိုကြည့်အောင်စပြောတော့ရှိတော့မို့できたいえまだですじゃあ終わったらちょうだいအဲ့လိုမျိုးလေးဒီစကြောဒီလောက်တဲ့စကြောရဲ့ဒီစာရွက်စာတမ်းတွေပြီးသွားပြီလားရသွားပြီလားဟင်းမရအခုတိမရသေးဘူးまだですဒါဖြစ်ရင်လေပြီးသွားရင်တော့ငါကိုပြီးသွားရင်ပြီးပါအဲ့လိုပုံစံမျိုးလေးသုံးပါတယ်じゃあこの動画で皆さんのために何か役に立てば嬉しいですお疲れ様でした